အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာကော်ဖီနိုးသိန်းကြောက်ကြောလေးလှူစားပြစ်တာနဲ့လုံနီးလေးကိုဝင်မြပြလိုက်ပါရဲ့ရှင်လမ်းတို့အရင်ဆုံးနိုးသိန်းတစ်လွှာလုပ်ဖို့အတွက်အိုးထဲကိုနိုးသိန်းတစ်ဖူးထည့်လိုက်ပါမယ်လမ်းတို့နိုးသိန်းမှုထဲကိုရေ200မီလီလီတာထည့်ပြီးကျင်းမိထည့်ပေးလိုက်ပါရဲ့ရှင်ပြီးသွားရင်ကြောက်ကြုံမှုထမင်းစားသွန်းတစ်စုံခွဲနဲ့တကြားထမင်းစားသွန်း3စုံထည့်ပြီးအလုံးသမသွားအောင်မှွေပေးလိုက်ပါမယ်ရှင်အလုံးသမသွားပြီဆိုရင်မီးဖွင့်ပြီးပုတ်ပွက်စီလာရဲ့ဒီကြိုပေးလိုက်ပါမယ်ရှင်လမ်းတို့ကြုံတဲ့အချိန်မှလည်းအဆက်မပြတ်မှွေပေးဖို့လိုအပ်ပါရဲ့ရှင်ကျိုလာလိုက်တာခုလိုပုတ်ပွက်ဆူလာကြီးဆိုရင်အဲ့ဒီခက်မဲ့ဘန်ထဲကိုထည့်လိုက်ပါမယ်ရှင်မျက်နှာပြင်မှာရှိတဲ့ဘူပေါင်းလေးတွေကိုဇွန်းနဲ့လိုက်ပြီးဖောက်ပေးလိုက်ပါမယ်ပထမတစ်လွှာအဲ့ဒီခံထားတဲ့အချိန်မှာနောက်တစ်လွှာအတွက်ကော်ဖီကြောက်ကြောလေးကြိုပါမယ်ရှင်အိုးထဲကိုကော်ဖီ3 သုံးနဲ့ရေ100မီလီလီတာရောဖြတ်ထားတာလေးထည့်လိုက်ပါမယ်ရှင်လမ်းတော့ကော်ဖီကိုအိမ်မှာရှိရဲ့ပရီမီယာလေးပဲသုံးလိုက်ပါတယ်ပြီးရင်ပထမတစ်လွှာလိုပဲကြောက်ကြောမုံထမင်းစားသွန်းတစ်စုံခွဲနဲ့တကြားထမင်းစားသွန်း3စုံထည့်ပြီးအလုံးသမသွားအောင်မှွေပေးလိုက်ပါမယ်ရှင်သမသွားပြီဆိုရင်မီးဖွင့်ပြီးပထမတစ်လွှာလိုပဲပုတ်ပွက်ဆူလာတဲ့အထိကြိုပေးလိုက်ပါမယ်ခုလိုပိုးပွက်ဆူလာရေးဆိုရင်ခုနအေးခံထားတဲ့ပထမတစ်လွှာပေါ်ဖြည်းဖြည်းချင်းလောင်းထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်လုံးဝအေးသွားရဲ့အထိအေးခံထားလိုက်ပါမယ်ရှင်အခုလိုကြောက်ကြောလေးကလုံးဝအေးခဲအနေထားရောက်ပြီဆိုရင်ကိုယ်စိတ်ကြိုက်တုံးလေးတွေလှီထားပေးလိုက်ပါမယ်ရှင်ဒါဆိုရင်ချူချူမွမွေးလေးနဲ့စားလို့ရန်ကောင်းတဲ့ကော်ဖီနိုးသိန်းကြောက်ကြောလေးရသွားပါရဲ့ရှင်စားလို့ကောင်းပြီလောက်ရတာလွယ်ကူတာမို့လိုက်လို့စားရကြပါရှင်လမ်းဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့ငွေချင်းအလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်